ကျွန်တော်ဘယ်အကြောင်းအရာကျွန်တော်ပြောမလဲဆိုတော့ကျွန်တော်ဒီနေ့က Google Point အကြောင်းအရာကျွန်တော်ပြောချင်တယ်ပေါ့နော် Google Point အဲ့တော့ Google Point ဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ Surface တစ်ခုကိုမတည်ဆောက်ခင် Google Point ပေါ့နော် Google Point ဆိုတဲ့အဓိပ္ပာယ်ဒီ coordinate geometry လို့အဓိပ္ပာယ်ရတယ်ပေါ့နော်သူ့မှာပါဝင်မဲ့ဟာလေးတွေကကျွန်တော်ဘာတွေပါမလဲဆိုရင် point number တွေပါမယ် northern တန်ဖိုးတွေ eastern နော် northern eastern ဒီ elevation ပြီးရင်သူ့ရဲ့ description ဖော်ပြချက်တွေပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကကျန်ခဲ့တဲ့မနေ့ရှေ့ဗီဒီယိုမှာကျွန်တော်ဗာပြောခဲ့လဲဆိုရင်ရှေ့ဗီဒီယိုမှာကြာဒီ drop ဒီ setting ကနေကျွန်တော်သူ့ရဲ့နော် drawing setting ကျွန်တော်တို့ဝင်လိုက်တယ်ဝင်ပြီးတဲ့အခါကျရင်ဒီမှာ unit scale တွေ zone တွေကျွန်တော်တို့ဟိုမှာရွေးရမှာညာပေါ့နော်အခုဒီကျွန်တော်ဥကလုပ်ပြမှာကျွန်တော် zone တွေတော့ကျွန်တော်မသွားပါဘူးเนาะ zone တွေသွားတာကိုကျွန်တော်ပြီးတန်းဗီဒီယိုတစ်ခုထပ်လုပ်ပေးပါမယ်အဲ့တော့ဒီနေ့မှာတော့ Euro Data ဒီ local coordinate system နဲ့ပဲသွားမယ်ပေါ့နော် local coordinate system ဆိုတော့ကျွန်တော်အရှုံး user data တွေပေါ့နော်အဲ့တော့ကျွန်တော် Google Point ရောက်ပြောခဲ့တယ်ဒါဆိုရင်ကျွန်တော်ဒီ Google Point ဆိုတာဘာလို့လဲခုနကပြော coordinate geometry ဒီ geometry ရှိရဆိုရင်အဲ့ point ရှိရဆိုကျွန်တော်ဘာလို့ရရလဲဆို surface ဖွဲ့ရလို့ရတယ်ပေါ့နော်ဒါဆိုရင်ဒီ surface ဖွဲ့ဖို့ကြောင်းမပြောရင်အဲ့တော့ဒီမှာ define လေးကျွန်တော်ပြောပြပါမယ်နော်ဒါဒီကျွန်တော်တို့ survey တိုင်းလာလို့ရရတဲ့ file ဆိုကြပါစို့နော်ထိပ်ဆုံးမှာ point number တွေပါမယ်ဒါကိုပြီးဒါကို northern အန်တန်မိုးတွေပါမယ်ဒါကို eastern အီးတန်မိုးတွေပါမယ်Z ဒီ elevation အနေနဲ့မြေပြင်အနေနဲ့ elevation တွေပါမယ် description ဖော်ပြချက်တွေပါမယ်ပေါ့နော်ဒါ natural surface တို့ကိုယ့်ရဲ့ code တွေ description raw တွေပါမယ်ပေါ့နော်အဲ့တော့ဒီ file ဒါ excel file နော်ဒီမှာဘာလို့လဲဒါကကျွန်တော် CSV file လို့ခေါ်ရပေါ့နော်ဒါ excel CSV file ကိုကျွန်တော်ကလုပ်တယ်ပေါ့နော်ရတာတော့ကျွန်တော်က notepad file နဲ့ရတာရှိတယ် notepad ဆိုတာဒီကွန်ပျူတာမှာ notepad ဆိုတာရှိတယ်ပေါ့နော် raw file တွေပေါ့အဲ့ raw file တွေကျွန်တော်ဒီ data တွေပြန်ပြောင်းရတာပေါ့နော်ဒါ level လေးပဲတက်ပြောင်းလာတယ်ဆိုပြီးတော့အဲ့တော့ပြောချင်တာဒီ file စီကျွန်တော်ရပြီဆိုရင်ကျွန်တော်တို့ကဘာလို့ခမလဲဆိုရင် Civil 3D ကိုကျွန်တော်တို့ကဟို run လုပ်ရပြီပေါ့နော် surface ဖွင့်လို့ရပြီပေါ့အဲ့တော့အဲ့ဒီလုပ်ငန်းစဉ်ကိုကျွန်တော်ပြောပြတယ်အဲ့တော့ဒါက point number တွေပါအောင်ကျွန်တော်ပြောပြတာပေါ့နော်တကယ်ကျွန်တော်တို့ Civil 3D တွေကိုဒီ data point input လုပ်တဲ့အခါမှာပေါ့နော်ဒီထားမဲ့ချက်လေးတွေဒီအပေါ်ဆုံး row ဒီ number တွေဒီ English ဒီစာခါတွေပါလို့မရဘူးပေါ့နော်ပါတယ်ဆိုရင်ဒီ data error input လုပ်တဲ့အခါမှာ error ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ချက်ဒါပြလို့ဖြတ်လိုက်မယ်နော် okay ဒါပေမဲ့ point number တွေပါမယ် n တွေပါမယ် e ပါမယ် z တွေပါ description ပါမယ်သူ့ရဲ့ file format လေးကပါလဲဆိုရင် excel file ပေါ့နော် test data.csv ဆိုတဲ့ excel file လေးဖြစ်မယ် okay ဒါဆိုတော့ဒီ file ကြောက်ပြီပေါ့နော်ဒါဆိုရင်ဒါလေးကိုလုံးတော့မယ်ဆိုရင်ဒီ file ကိုအရင်မှလို့ပိတ်ပြလိုက်don't save ဆိုတော့နော်ကျွန်တော် message ကြောင့် save ပြီးသားပေါ့ဒီ file လေးပေါ့နော်ဒီ file လေးအဲ့ဒါဆိုရင်ဒီ file လေးကျွန်တော်ရပြင်ဒါဆိုရင်ကျွန်တော် point ဒီနေ့ point စပြီးကျွန်တော်ထည့်တဲ့အကြောင်းကျွန်တော်ပြောပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာ point ရှိတယ်ပေါ့နော်ဒီ prospector ကိုစသုံးမယ်အရှိဗီဒီယိုမှာသင်ခဲ့လို့ prospector နဲ့ right click create ကိုဖန်တီးတိုက်ပြီးတဲ့ခါကျရင် create ဟော manual ကျွန်တော်ဖန်တီးရပြောခဲ့ပါရနော်ဒီမှာနော်ဒါ manual ဖန်တီးရရှိရနော်အဲ့တော့ကျွန်တော်ဒီကကျတော့ကျွန်တော်ဘယ်သွားမလဲဆိုရင် import point ကိုကျွန်တော်တွားမယ်ကျွန်တော် point file ရှိတာဟုတ်ပြီနော် point file ကျွန်တော်ရှိတယ်ဒီ point file ကျွန်တော်တစ်ချက်နှိပ်လိုက်မယ်အဲ့ point file မှာအဲ့တော့ဒီ file format ဆိုတာရှိတယ်ဒါလေးဒီကျွန်တော်ဒီမှာဘာလို့ထားလဲဆိုရင် p ရဲ့ point နဲ့ n နဲ့ e တွေ z တွေ p n e z d ဆိုတဲ့ comma တလုံးနဲ့နော် cfd file ကို comma ဒီမနိတက်ကိုရွေးမယ် file ကို plus နှိပ်လိုက်မယ် desktop ပေါ်သွားရှာမယ် desktop ပေါ်မှာတစ်ခါကျပျောက်နေတယ်စစချင်းဘာလို့လဲဆိုဒီမှာကျွန်တော် CSV ဆိုတော့ရွေးပြရမှာပေါ့နော်ဒါလေးရဒါမှကျွန်တော်ဒီမှာဒီရောဟာပေါ်နော်ရာပြီးပြင် open ကျွန်တော်ရွေးမယ်ခဏဆောင်ပါဒါဆိုဒီမှာရအမှန်ကြီးအစိအလေးပေါ်တစ်ခါကျဒီနေရာမှာအနီချီ crop တွေပေါ်နေတယ်အဲ့လို crop တွေပေါ်နေဆိုရင်တော့ကျွန်တော်တို့ဒီ excel file ကိုတည်းရဲ့ data file ကိုဖွင့်ထားလို့ဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အဲ့ဖွင့်ထား file ကိုအရင်ပိတ်ပြီးမှထည့်ရပါမယ်ဒါပြီနော်okay ဒါမှကျွန်တော် okay ပဲနှိပ်လိုက်ပါမယ်ဒါလေးပိတ်လိုက်ပါမယ်အဲ့တော့ command ကို z enter e နဲ့ခောက်လိုက်ရတယ်ကျွန်တော် mouse ကဘိန်းလုံးလေးကိုနှစ်ချက်ဆက်ခောက်လိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာပါခဲ့တယ်ကျွန်တော်ဒီ point ကြီးကျွန်တော်ပေါ်လာပြီပေါ့နော်ဒါ point ကြီးကျွန်တော်ပေါ်လာပြီပေါ့ okay ဒါဆိုရင်ကျွန်တော်တို့ point ရပြီဒီ point ကြီးကိုကျွန်တော်ကဟိုဘာလို့ဒီကဒီထည့်ကြလဲဆိုတော့ကျွန်တော် survey တစ်ခုကိုတိစောက်ဖို့ဆိုရင်ဘာလို့လဲဒီ point data file ကျွန်တော်လိုတယ်เนาะဒါကြောင့်မို့ဒီ data file ကျွန်တော်ထည့်ပေးလိုက်เนาะဒါဆိုရင်ကျွန်တော် Google Point ဆိုတဲ့အကြောင်းကျွန်တော်သိပြီပေါ့เนาะဒါဆိုရင်ဒီ point ဟိုလက်ရှိမှာကျွန်တော် point ကို create လုပ်လိုက်ပြီး import လုပ်လိုက်ပြီးလုပ်ပြီးတဲ့အခါမှာကျွန်တော်ဒီ point ကြီးဘယ်ရောက်သွားလဲဆိုရင်သူအောက် point ကိုရောက်သွားတယ် prospector ထဲမှာเนาะ point ကိုရောက်သွားတယ်ဒီကအပေါင်းလို့တစ်ချက်နဲ့ all point ဆိုဒီမှာကျွန်တော်ရှိတယ်ပေါ့နော် all point အဲ right click ကျွန်တော်ထည့်မှန်မြဒီ point ရဲ့အောက်ထဲဝင်လာတယ်ပေါ့နော် all point နဲ့ရောက်လာမယ် all point နဲ့ right click ပြီးကျွန်တော်ဘာလို့ property ကျွန်တော်နှိပ်တယ်ပြောခဲ့ရနော်ရှေ့ကျွန်တော်ဗီဒီယိုလေးမှာကျွန်တော် right click ပဲကျွန်တော်နှိပ်ကြတယ်အလဲသုံးရတယ်ပေါ့ဟောဒီ information မှာကျွန်တော်က basis ကို basis ပဲထားလိုက်မယ်
နော်မှာ point level style မှာကျွန်တော် elevation discretion ဖော်ပြချက်တွေထားခြင်းနဲ့နော်ဟုတ်ပြီဒါလေးကျွန်တော်ဘာလုပ်ရမလဲဆိုရင် apply okay ဒါဆိုရင်ကျွန်တော် point နေပါပြီပေါ့နော်ဒါနော် okay ဒါဆိုရင်ကျွန်တော်ဒီ point တစ်ခုလေးမှာ point ကိုကျွန်တော်တို့က input လုပ်တဲ့သင်ခန်းစာလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေဒီလို point ကြီးတွေဒီနော်ဘယ်ရလဲဆိုရင် survey time ပြီးတော့ကျွန်တော်တို့ရတယ်အခုဒီလိုမျိုး survey time လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ survey time ကမရှိဘူးဆိုရင်ကျွန်တော်ဘာလုပ်လို့ရလဲဒီ point လေးတွေကိုယ့်အောင် manual ဖန်တီးလို့ရတယ်ဘယ်လိုဖန်တီးမလဲကျွန်တော်တစ်ခေါက်ပြောလို့ point လေးကနေပြီးတော့မှ land ကနေ manual ပြီးတော့ဟုတ်ပြီနော်အဲ့လိုဖန်တီးလိုက်မယ်ဆိုရင်ဒီမှာ point လေးတွေပေါ်လာမယ် click နဲ့ point တွေပေါ်လာမယ်ဟုတ်ပြီနော်ပေါ်လာတဲ့ point တွေရှိပြီဆိုမှဒီ point အားလုံး selection ပေးဒီမှာ select ပေးလိုက်တာနဲ့သူက auto ဘာဖြစ်လဲဆိုဒီပေါ်မှာ export point ဆိုတာရှိပြီလားနော်ဒါ export point ဆက်နေမယ်နော်ဒါ format ကိုကျွန်တော် PNG ဒီကျွန်တော်ရွေးရယ် destination file တော့ကို desktop မှာစီးမှာလားဘာမှာစီးမှာလားစီးရအောင်ဒါလေးနှိပ်ပြီးရွေးပြီးလိုက်ပေါ့နော်ပြီး okay ဆိုပြီးနှိပ်လိုက်တာနဲ့ desktop ပေါ်ရောက်သွားပါမယ်ဒါကတော့ကျွန်တော်ဖန်တီးလိုက်အောင်ပြန်ပြောပြတာပါနော်ဆရာဒီ excel file ကြီးဘယ်ရလာလဲဆိုရင်ကျွန်တော်ဒီလိုမျိုးပေါ့ကို point လေးတွေ manual ဖန်တီးတယ်ဖန်တီးပြီးတော့မှအဲ့ point တွေ export ထုတ်လိုက်တဲ့အခါမှာ desktop ပေါ်မှာဒီ CSV ဆိုတဲ့ test data file ကြီးဖြစ်သွားတယ်ပေါ့နော်အဲ့ဖြစ်တဲ့ဟာကိုကျွန်တော်ပြန်ပြီးဥတာပြန်ရှင်းပြတာပေါ့နော်အဲ့တော့ကိုယ့်ဘက်ကိုလုပ်ကြည့်မယ်ဆိုရင်လည်းအမျိုးလုပ်လို့ရပါတယ်ဟုတ်ပြီနော်အဲ့တော့ပြောချင်တာကို point ဆိုတာဘာလဲဒီကို point အရေးကြီးလားမကြီးလားဆိုတာနော်အဲ့ဒါပြောပြတာဒီကို point ရပြီဆိုရင်တော့ကျွန်တော်တို့ဟုတ်ပြီနောက်ထပ် video lesson တွေပါဆိုရင်တော့ကျွန်တော်ဗာသွားမလဲဆိုရင်တော့ဒီကို point ကိုအသုံးပြုပြီးကျွန်တော်တို့နောက်လာမယ့် video lesson မှာကျွန်တော်တို့ existing ground surface ကိုကျွန်တော်တို့ဖန်တီးပါမယ် existing ground surface ကျွန်တော်ဖန်တီးရပါတော့ okay ဒီနေ့ကတော့လောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်